20နှစ်အမျိုးသားအကပြိုင်ပွဲတွင်တတိယဆုကိုစုခုရရှိသွားသည့်ပြိုင်ပွဲဝင်ကျောင်းသားကတော့အမှတ်လေးအခြေခံပညာထက်တဲ့ကျောင်းသားပြိုင်ပွဲဝင်ကျောင်းသားလေးမောင်ဖုံးချစ်အောင်ဖြစ်ပါရဲ့ရှင်ပြိုင်ပွဲဝင်ကျောင်းသားလေးမောင်ဖုံးချစ်အောင်ဘုံပြုစုလက်ခံရည်ပေးနိုင်ပါရဲ့တိတ်ပါတော့နော်ဆမ好嘞，那这送好诶。都有点那对啊，是什么？都有点那对啊呀。တတိယဆိုတာပေးချင်းချင်းပေးပါတော့ဘာသာမျိုးနဲ့စီမံခန့်ခွဲရေးနဲ့တောချုပ်ရေးကော်မတီဥက္ကဋ္ဌလူနိုင်တဲ့ထပ်ကျေးဇူးပြုရရှိပါကြောင်းလေးစားစွာတင်ပြပါရရှင်